အားရမင်းဘာကြောင့်လောဖာဝိုင်းလေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့တကြံကာလာလည်းရောက်နေပြီတကြံချိန်လည်းရောက်နေပြီဆိုတော့bro look ထုတ်ထားတယ်အဲ့ဒီတကြံ festival ညမှာဆိုတဲ့ပွဲကိုကျွန်တော်တို့ခဲကသွားဆော့မှာဖြစ်ပါတယ်ကျွန်တော်အခု game ထဲ join နေပါတော့ကျွန်တော် game ထဲရောက်လာတော့ဘာမှမသိတဲ့စိုင်းဘုတ်တစ်ခုရေဘာမှမသိနေနော်နောက်ဒီရောက်လာတော့အဲ့ဒီ new zealand လာဘာလာတော့မသိဘူးဘာမှမသိတဲ့ဟာကြီးကောက်ယူလိုက်တာကင်မရာကြီးရောက်လာဒီကင်မရာဘာလို့ရမလဲလို့နေကြရောလေတောက်ကျိုးနေကြတယ်ဘာမှမလုပ်ဘူးနော်ဒီကင်မရာကြီးထားလိုက်တော့ Oh my god okay ရနောက်နေဒီမှာကျွန်တော်တို့ကပ်ပဲတွေပါထိုင်လို့ရပါတော့ရောအေးခုနကတက်တာပဲဒီမှာကျွန်တော်ကီးဘုတ်တွေရှောက်တီးလိုက်ပါသေးတယ် yeah နောက်တော့နဘေးနားမှာရှိတဲ့ setting ပုံလေးကိုနိုင်နေကြည့်တော့ time ရဲ့ shadow ရဲ့ sound ရဲ့ graphic ရဲ့ဆိုတဲ့ဟာရှိနေပါတယ်ဒါလည်းကျွန်တော်လည်းမသိဘူးရှောက်ပြီးလိုက်တာပေါ့အောက်နားမှာ shot ရဲ့တန်းရဲ့ဆိုတော့ကျွန်တော်လည်းရှောက်ပြီးကြည့်တာပေါ့ကွာ Yo တချင်ရောက်ပြီ hey ခြေရပတ်မယ်လုံးဝမနာဘူးစက်ပတ်မယ်စက်ပတ်အားလုံးပတ်မိကုန်ရန်ကုန်ပတ်စက်ပတ်အားလုံးပတ်စိတ်ရှိလက်ရှိပတ်အဲ့ကျွန်တော်တနက်တွေဝိုင်းဝဲမလို့ဟာတနက်ပိတ်ဆန်ဆောက်ရက်များကြီးကျွန်တော်လည်းမဝဲလိုက်ပါဘူးနောက်နေကျွန်တော်တို့ဒီတကြံမန်တက်တာဘာလို့မသိဘူးရေးပါဒီပဲ့တဲ့နေရာကျွန်တော်ရာဝါပါနော်ကြည့်ရတာတော့သူတော်တော်လောက်ထားတယ်အေး yo dude ဘာကြီးလဲ Oh my god အဲ့ဒါငါရှာနေတဲ့ဟာကြီးပဲဒီပေါ်တက်ကြည့်မယ်ကျွန်တော်စတေးစင်ဘော်တော့ရောက်ပြီပေါ့နော်စတေးစင်ရောက်ပြီဆိုတော့ကနေကြရင်ကျွန်တော်လည်းဝင်ကလိုက်ပဲရောက်ပြီအကောက်ကတာကြည်အောင်ရောက် Yo တချင်ရောက်ပြီ hey ခြေရပတ်မယ်လုံးဝမနာဘူးစက်ပတ်မယ်စက်ပတ်အားလုံးပတ်မိကုန်ရန်ကုန်ပတ်စက်ပတ်အားလုံးပတ်စိတ်ရှိလက်ရှိပတ်စက်ပတ်အားလုံးပတ်အေးချမ်းသွားအောင်ပတ်ကျွန်တော်နောက်နေစိုင်းဆက်ရောက်လာတော့အဲ့ပါတော့ဒီဘာ discount တွေပါချလာတော့တွေ့တယ်ဝင်အောင်မေဟာကျော်စားရဟင်းလေးပြင်ရဘယ်နာမှာဘယ်နာဘာလို့အဲ့ဝင်လို့လည်းမရောက်ဘာတော့အဲ့နဲ့ဂျမ်မှာကျွန်တော်ရေကူးမဲ့ဆိုရင်ကြီးကနဲ့ဝင်ချပါအောင် Hello, how are you? I am under the water. Please help me. Here too much raining. အောက်မှာကားရောက်ကားနဲ့ပတ်သက်ကြောင်းမဲ့ရောက်အဲ့တော့ဗရိတ်နေတိုင်ငယ်လေးနဲ့ခြံစည်းရိုးကြီးအိုး A few moments later ကျွန်တော်အဲ့ဒီဘာမှမသိတဲ့စိုင်းဘုတ်ဒီကမှာစာရင်းရဲ့အချိန်မှာ drive လို့ subscribe လုပ်လိုက်ပါဟောက်မှာဘာကြီးလဲကျွန်တော်လည်းမပြောတတ်ဘူးညီမရဲ့ဘာကြီးလဲတော့မသိဘူးတော့အဲ့ဒီမှာဖခင်ရဲ့ဘာကြီးရောရှိတယ်ဟာဒီမှာငါတို့ထိုင်လို့ရလားမသိဘူးအမအဲ့ရကြီးတော့တွေ့ရကဲโอเคဒီမှာလိုက်ထိုင်လို့လည်းမရဘူးဘာလို့ကโอเคဆိုရင်တို့တို့အဲ့ရမှာလိုက်ကြည့်မယ်ကဲဟာအဲ့လူလည်းမရဘူးဟာဘာလို့ကအဲ့လူလည်းမရဘူးဘာလို့လည်းမရဘူးဆိုတော့ပြင်းတော့မယ် A few moments later yo ကျွန်တော်နောက်တစ်ခုထပ်တွေ့ပြီတဲ့ဝင်ကြည့်မယ် Hello guys အဲ့ဒီမှာလက်အုပ်ကြီးရဲ့ emoji ရတာအဲ့လိုမျိုးပုံတွေပြသွားတယ်ဟာရောအဲ့မှာလူသေးတွေကဟုတ်ကဲ့ breaking news ပါရှင့်ဂျပန်အခုလူတွေလောင်းနေများပြားစွာတွေးဆုံနေရပါတယ်အဲ့ဒါကိုကျွန်တော်တို့ forward လို့ interview မှာပြပါကြတယ်ကျွန်တော် forward လေးပါတရေခံတော့အတိအကျမသိသေးဘူးဆိုမှ like and subscribe ဖေးဖော်ထုတ်နိုင်ပါအဲ့ကြလို့ like and subscribe လုပ်လိုက်ပါတကြမှာဘာလို့ပြောချင်နိုင်ပါစေဒါနဲ့ like and subscribe လုပ်ခင်တော့မမေ့နဲ့